လာပါရှင်ညီမကတော့ Prestige Education Center မှာ Free GD တက်ရောက်နေတဲ့ကြပြဖြစ်ပါတယ်ညီမကတော့ခိုင်ဖြစ်ပါတယ်ခိုင်ကြီးဒီနေ့သတင်းကျွတ်မှာဘာလဲဖို့အစီအစဉ်ရှိလဲခိုင်ကတော့ဒီနေ့သတင်းကျွတ်မှာဆိုလို့ရှိရင်လူကြီးမိဘတွေကိုတွားကြတော့ပြီးတော့သူတို့ဆီကနေမဟုတ်ပြန်ယူလို့အစီအစဉ်ရှိပါတယ်ကြပြကတော့ Trade Tab ပေါ့နော်ဒီတားသူတွေနဲ့တူတူခီးသွားဖို့ရှိပါတယ်ရှင်ဟုတ်ဆိုကြပြတော့လေသတင်းကျွတ် plan လေးတွေပြောပြဖြစ်တဲ့ကြောင့်တငယ်ချင်းတွေကိုတွားမိလိုက်ကြအောင်နော်Let's go မင်္ဂလာပါအမကြီးအမရောတရင်ကြွရတဲ့ရမှာဘာလေးလက်ဖို့အစီအစဉ်ရှိလဲမသိဘူးရှင်ဒီသတင်းကြောင့်မှာမိသားစုနဲ့ပဲနေပြမှာပါပြောညဘက်ဆိုတော့တငယ်ချင်းတွေနဲ့6ဆော့ပြင်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါအမကြီးတရင်ကျုပ်အတွက်ဆူတောင်းစကားလေးတစ်ခုလောက်ပြောပြပါအောင်ရှင်တရင်ကျုပ်ခတမရမှာအားလုံးပဲစိတ်ချမ်းသာကြကိုကြီးကျမချင်းနဲ့ပြည်စုံကြပါစေဆူတောင်းပေးပါရှင်ဟယ်လိုဒီနေ့တရင်ကျုပ်မှာဘယ်လိုစီစဉ်နေတော့ဖို့စဉ်းစားထားလဲမသိဘူးရှင်ကျွန်တော်စားလုပ်မယ်ပြီးတော့ဒီတိုင်းမိဘတွေကိုကြောက်မယ်ပြီးတော့ready test အတွက်စာရီလောက်ပါ yes ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟိုချက်ချက်မှာသတင်းကျွတ်မှတ်တရားလေးဘယ်လိုရှိခဲ့လဲမသိဘူးရှင်အရင်နေ့ကတော့ငပလီမိသားစုနဲ့ငပလီတော့ဖြစ်ခဲ့ပါတယ်အခုနေ့သတင်းကျွတ်မှာရောဘယ်လိုလေးအစီအစဉ်ရှိလဲမသိဘူးเนาะအခုနေ့ကတော့အဖိုးဘွားနဲ့ပဲဟိုမှာရှင်ကိုရှင်တော့ဖူးဖြစ်မယ်စဉ်းစားဟုတ်ကျေးဇူးပါကျွန်တော်ကတော့ဒီနေ့သတင်းကြိုမှာမိသားစုနဲ့အတူတူဖြတ်တန်းဖို့အတွက်စဉ်းစားထားပါတယ်အားလုံးလည်းမိသားစုနဲ့အတူတူဖြတ်တန်းကျွန်တော်လိုပဲဖြတ်တန်းနိုင်ကြပါစေလို့အဆုမတောင်းပေးလိုက်ပါတယ်တကယ်ကြီးရောဒီသတင်းကြိုမှာဘာလုပ်ဖို့စီစဉ်လေးရှိလဲကျွန်တော်ကဒီသတင်းကြိုမှာသူတို့လုပ်ဖို့တော့မရှိပါဘူးအဖိုးဘွားတွေကိုကြောဖို့ရှိမယ်ပြီးတော့ကျွန်တော်တကယ်ချင်းတွေကိုအိတ်ခေါ်ပြီးတော့ပါတီလေးဖြစ်ဖြစ်လုပ်ဖို့တော့ရှိပါတယ်ဗျသတင်းကြိုမှာအားလုံးပဲပြောချင်စရာသတင်းကြိုလေးဖြစ်ပါစေခိုင်ကြီးကြပြတော့ကြောင်မှာရင်ခုန်စိတ်လှုပ်ရှားကြအစီအစဉ်ရှိတာရောသိပြီလားသိတာပေါ့ဒီအကြောင်းကနေပြီးတော့သတင်းကျုပ်အတွက်မုံဖိုးတွေပြီးနေဆိုတဲ့အစီအစဉ်လေးဟုတ်တယ်မလားဟုတ်တာပေါ့ဒီမင်္ဂလာပါရှင်မင်္ဂလာပါသမီးသမီးတို့ကြောင်မှာဂါရလက်ဆောင်လေးပေးနေတာရောအန်တီသိပြီလားမသိဘူးနော်သိတယ်သမီး Facebook ပေါ်မှာကြော်ညာတာတွေ့တယ်ဂါရောကတရားလက်ဆောင်လေးတွေ9သိန်းပေးတာကိုသိတယ်ဟုတ်ကဲ့ကျေးဇူးပါတယောက်ချင်းစီကိုလည်းမမိုး3သိန်းစီပေးအောင်မယ်လို့လည်းမဲထဲမှာပါပြီးတယ်ဟုတ်ကျေးဇူးပါတယ်